လူတွေအားလုံးမှာတူညီတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါကတစ်ခုခုကိုစလုပ်တော့မယ်ဆိုရင်အခုချက်ချင်းမလုပ်သေးပဲဘယ်နေ့မှစလုပ်မယ်။တရက်နေ့ဆိုမှစမယ်။နေ့တစ်ကစပြီးတေချာလုပ်မယ်။ဒီနေ့တော့ပလန်ချလိုက်ပြီးမနေ့ပြန်စတော့မယ်ဆိုတဲ့အတွေးတွေဝင်လာတတ်ကြတယ်။ပြောရရင်တော့အချိန်ဆွဲနေတဲ့ habit တစ်ခုပါပဲ။တကယ်တော့ဒါကအချိန်ဆွဲလို့ကောင်းအောင်အကြောင်းပြချက်ပေးနေတာပါအဲ့ဒီလိုအချိန်ဆွဲရင်းနဲ့တကယ်လို့ရမယ့်အချိန်ကြတော့လေနောက်ထပ်စင်ကြေတွေထပ်ပေးမိရင်ဖြစ်သွားတတ်ပါတယ်ဒါကြောင့်တခုခုကိုစတော့မယ်ဆိုရင် perfect timing ကိုမစောက်ပါနဲ့တကယ်တော့ perfect timing ဆိုတာမရှိပါဘူးအဲ့ဒီအချိန်တွေကိုစောင့်နေရင်းနဲ့ပဲကိုယ့်ရဲ့အခွင့်အရေးတွေစိတ်ကူးစိတ်သန်းတွေကပုံတက်သွားတတ်ကြတာပါစိတ်ကူးပေါ်လာတာနဲ့စတင်လိုက်စိတ်ကူးပေါ်လာတဲ့အချိန်ဟာအချိန်အကောင်းဆုံးအချိန်ပါပဲတေးသေးလေးကနေစလုပ်လိုက်တောင်ကြီးကိုဖြိုဖို့ခဲတစ်လုံးကနေစဖယ်ရတယ်လို့မျိုးအသီးအမွှားလေးကနေစတင်ပါ perfect တဲ့ consistency ကိုရွေးပါ perfect ဖြစ်ဖို့တဲ့နေ့တိုင်းပုံမှန်လုပ်ဖြစ်ဖို့ကပိုအရေးကြီးပါတယ်မှတ်ထားရမှာကပြီးပြည့်စုံတဲ့အချိန်ဆိုတာဘယ်တော့မှရောက်မလာပါဘူးအရေးကြီးတာက start ဆိုတဲ့ခလုပ်ကို switch လုပ်လိုက်ဖို့ပါပဲဒီနေရာမှာထပ်လောင်းပြီးအကြံပြုခြင်းနဲ့လက်တွေ့ကြတဲ့နီလန်နံပါတ်1 2မိနစ်စီမြင်တခုခုကိုစားလုပ်ဖို့ပြင်းနေပြီဆိုရင်2မိနစ်ပဲလုပ်မယ်လို့ကိုလှည့်စားကြည့်လိုက်ပါစာအုပ်တစ်အုပ်လုံးဖတ်ဖို့တဲ့စာတစ်မျက်နှာဖတ်ဖြစ်ဖို့ကပိုလွယ်ပါတယ်စာလုံးမိသွားဖို့ကအခက်ဆုံးမို့လို့စတင်လိုက်တာနဲ့အရှိန်ကျသွားပါလိမ့်မယ်။နံပါတ်2မနေ့ပြန်ဆိုတာမကုန်နိုင်ပါဘူး။ကျွန်တော်ကမနေ့ပြန်ကြရင်တော့ငါအားအင်တွေပြည့်နေမှာပဲလို့ထင်တတ်ကြတယ်။တကယ်တော့ဒီနေ့အချိန်ဆွဲနေတဲ့ကိုနဲ့မနေ့ပြန်ကကိုကအတူတူပါပဲ။ဒီနေ့မလို့ရင်မနေ့ပြန်လဲစင်ကြီးအသစ်တစ်ခုထပ်ပေါ်လာအောင်ပါပါ။နံပါတ်3ပြီးပြည့်စုံခြင်းထက်ပြီးမြောက်ခြင်းကပိုအရေးကြီးပါတယ်။ပထမဆုံးခြေလှမ်းကဘလို့ပဲဖြိုဖျဲဖြစ်နေပါစေအရေးကြီးတာကအဲ့ဒီခြေလှမ်းကိုလှမ်းလိုက်ဖို့ပါပဲ။အမားပါရင်ပြင်လို့ရတယ်။ဒါပေမဲ့မစားရသေးတဲ့အရာကိုတော့ပြင်ဆင်လို့မရပါဘူး။ကဲဒီနေ့အတွက်ကို switch လုပ်ဖို့စဉ်းစားထားတဲ့အလုပ်လေးတစ်ခုခုရှိနေပြီလား။အခုပဲစားလိုက်ရအောင်နော်။